ဘောမှာတကူကူကိုပြောင်းလဲခြင်းတဲ့စိတ်မျိုးတစ်ဖားလောက်ဖြစ်ဖူးကြမှာမှာလူတိုင်းညီပါအဲ့ဒီအတွေ့ရှိကြပေမဲ့တကယ်တမ်းကောင်းတဲ့ for 9တဲ့သူကတော်တော်လေးကိုနေပါတယ်ဒီနေ့မှာတော့အဲ့ဒီနေနေလေးထဲမှာဘလို့ပါဝင်နိုင်မလဲဆိုတဲ့အတွင်းကူပြောင်းရေးလမ်းညွှန်တစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ဒီမေကုန်းကအားလုံးနဲ့ရင်းနှီးနေမှတည်ကြပါတယ်ဘာလို့များပြောင်းလဲဖို့ဒီလောက်တောင်ခက်ခဲနေရတာလဲကို့ဘဝကိုပိုကောင်းအောင်လုပ်ဖို့စူးစမ်းတိုင်းဘာတွေကကို့ကိုနောက်ပြန်ဆွဲနေတယ်လဲဆိုတော့ကိုအရင်ဆုံးနားလည်ဖို့လိုပါတယ်အများစုကပြောင်းလဲဖို့အတွက်အကောင်းဆုံးအချိန်ကိုစောင့်နေတတ်ကြတယ်ဟုတ်တယ်မလားစိတ်ပါလဲဘာဖြစ်လာမဲ့အချိန်ယုံကြည်မှုတွေပြည့်လန်းလာမဲ့အချိန်ဒါမှမဟုတ်ကောင်းကင်ကနေခွင့်ရတစ်ခုခုများကြလာမလားဆိုပြီးတော့ပေါ့ဒါပေမဲ့အမှန်တရားကတော့လေစောင့်နေုံနဲ့ဘာမှဖြစ်မလာပါဘူးဒီစကားကဒီနေ့ရဲ့အဓိကတော်ချက်ပါပဲပြောင်းလဲမှုဆိုတာပြင်ပအခြေအနေလေးပေါ်မူတည်တာမဟုတ်ပါဘူးကို့အတွင်းစိတ်ကနေစကင်ရတဲ့တက်ကြွတဲ့လုပ်ငန်းစဉ်တစ်ခုပါနှစ်တစ်နေရာတစ်မလိုအပ်ပါဘူးတကယ်လိုအပ်တာတစ်ခုတည်းကတော့စိတ်တဘောထားအသစ်တစ်ခုပါပဲဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းကိုကြည့်လိုက်ကြရအောင်ဒါကတော့ပြောင်းလဲမှုအတွက်လိုအပ်တဲ့အတွင်းစိတ်ပိုင်းဆိုင်ရာအခြေခံအုတ်မြစ်အကြောင်းပါအရာအဆုံးရဲ့အစကဒီနေရာကပါပဲတာဝန်ယူမှုဆိုတဲ့စကားလုံးကိုကြားလိုက်ရင်တော်တော်များများကကိုအပြစ်တင်တာလို့ထင်တတ်ကြတယ်ဒါပေမဲ့အသေးပဲအမှန်ကအဲ့ဒီလိုလုံးဝမဟုတ်ပါဘူးဒါငါဘဝပဲဒါကြောင့်ထိန်ချုပ်ခွင့်ကငါလက်ထဲမှာပဲရှိရဲလွတ်လက်ခံလိုက်တာဟာကိုယ့်အတွက်အစွမ်းထက်တဲ့စွမ်းအားတစ်ခုပြန်လဲရယူလိုက်တဲ့အတူတူပါပဲဒီစရာကိုကြည့်လိုက်ရင်ခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်အဖြစ်တင်ခြင်းကကိုယ့်ကိုအတိတ်မှာတန်ကြိုးခတ်ထားတယ်လို့ဖြစ်နေချိန်မှာတာဝန်ယူခြင်းကတော့အနာဂတ်အတွက်တကားအသစ်တွေဖွင့်ပေးပါတယ်တစ်ခုကတားကောင်ဖြစ်စီပြီးနောက်တစ်ခုကတော့ဖန်တီးရှင်ဖြစ်စီရပါအဲ့ဒါကြောင့်မို့ပထမဆုံးခြေလှမ်းကကိုဘဝရဲ့စတီဒီယံအင်းကိုကိုယ်တိုင်ပြန်ကင်ထုတ်ပါပဲဒီခြေကန်စိတ်သက်ကိုရပြီဆိုရင်တော့အဲ့ဒါကိုအသက်သွင်းမဲ့လှုပ်ဆောင်မှုအပိုင်းကိုစက်ပြီးတွားကြည့်ကြရအောင်ကဲဒုတိယအပိုင်းမှာဒါကတော့ပြောင်းလဲမှုကိုတကယ်မောင်းနေပေမဲ့လက်တွေ့ကျတဲ့စနစ်တွေအကြောင်းပါဆုံးဖြတ်ချက်ချပြီးအလေးအကျင့်တွေကအရာအလုံးကိုအကောင့်ထဲပေါ်ပြသွားမှာပါစိတ်အားထက်တန်မှုဆိုတာနေတိုင်းနေလိုပါပဲအမြဲတမ်းမှရှိမနေတာဒါပေမဲ့အလေးကျင့်ဆိုတာကတော့နေဘူးမိုးရွာကိုပါနိုင်စီတွန်းပို့ပေးနေမဲ့ system တစ်ခုပါဒါကြောင့်ခန်းစားချက်ကိုအားကိုးနေမဲ့အစားအဲ့ခန်းစားချက်ကိုချော်လွှားနေမဲ့အလေးအကျင့်ကိုတိစောက်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်အလေးအကျင့်ကောင်းကြီးတိစောက်ဖို့အတွက်လက်တွေ့ကြတဲ့နီလန်း၃ခုရှိပါတယ်အဓိကကတော့အရာအလုံးကိုတပြိုင်နက်တည်းလောင်ဖို့မကြိုးစားပဲတင်းငယ်တွေအောင်မြင်မှုလေးတွေကိုတစ်ခုပြီးတစ်ခုတိစောက်သွားဖို့ပါပဲဒါကရေကြီးခရီးအတွက်အကောင်းဆုံးနီလန်းပဲလေဒီစကားကတကယ်ကိုအစွမ်းထက်ပါတယ်ဆိုလိုတာကနေ့စဉ်လောက်ရလေးတွေကပဲလူတစ်ယောက်ရဲ့အမြင့်ဆုံးရောက်နိုင်တဲ့အဆင့်ကိုအဆုံးဖြတ်ပေးတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းချင်းဖော်ပြနေတာပါပဲပြောင်းလဲမှုတိုင်းရဲ့အရေးထဲမှာကြောက်စိတ်ကမြဲရှိနေပါတယ်ဒါပေမဲ့ကြောက်စိတ်ကိုအနိုင်ယူဖို့ကောင်းဆုံးဒီလန်းကထိုင်ပြီးစဉ်းစားနေတာမဟုတ်ပါဘူးရှေ့ကိုဒလန်တို့လိုက်တာပါပဲဟုတ်ပါတယ်လှုပ်ဆောင်မှုကကြောက်စိတ်ကိုကြုံသွားစေတဲ့တခုတည်းတော့စေဝါပါလူများစုမှာအထင်မှားတစ်ခုရှိတယ်ယုံကြည်မှုရှိလာမှလှုပ်ဆောင်ရမယ်ဆိုတာပေါ့ဒါပေမဲ့အမှန်တရားကတော့ပြောင်းပြန်ကြည့်ပါလှုပ်ဆောင်မှုကရှေ့ကသွားပြီးယုံကြည်မှုကနောက်ကနေလိုက်လာတာပါလောက်ရတီကနေပဲယုံကြည်မှုဆိုတာပေါက်ဖွာလာတာပါဟုတ်ပြီတတိယပိုင်းကိုရောက်လာပါပြီဒါကတော့ဘယ်ကိုသွားနေလဲဆိုတာကိုသိရှိခြင်းရဲ့အရေးပါမှုကြောင့်ပါစူးစမ်းအားထုတ်မှုတိုင်းမှာရှင်းလင်းတဲ့ဥတီချက်တစ်ခုလိုအပ်ပါတယ်ဥပမာအင်ဂျင်ပြည့်ဖွင့်ပြီးအရှင်ကိုမောင်းနေပေမဲ့လက်မောက်ပေါ်ရောင်းနေရင်တော့ပန်းတိုင်နဲ့ဝေးတဲ့ဝေးသွားမှာပဲလေဒါကြောင့်အရှင်ထလာရကပိုရေးကြည့်ပါတယ်အရင်ဆုံးလမ်းကြောင်းမှကိုတတ်မှတ်ပြီးမှအရှင်တင်တာကပိုပြီးပညာရှိရကြပါတယ်ဒီမှာလူနှစ်ယောက်ရဲ့ကွာခြားချက်ကိုတွေ့နိုင်ပါတယ်တယောက်ကလမ်းပြောင်းနေပြီးနောက်တစ်ယောက်ကတော့မြေပုံတစ်ခုနဲ့ခရီးဆက်နေတယ်လို့ပါပဲရှင်းလင်းတဲ့ဥတီချက်ရှိတဲ့အခါလောရတိုင်းကအတိတ်ပဲရှိလာပြီးခရီးဆက်ဖို့ခွန်အားသစ်တွေရစေပါတယ်စစ်မှန်တဲ့ပြောင်းလဲမှုဆိုတာမီတောင်ပေါက်ကွဲသလိုတခဏတွင်ဖြစ်လာတာမဟုတ်ပါဘူးဒါဟာနေ့စဉ်ရေလောင်းပေါင်းတင်ပေးနေရတဲ့အပင်တပင်လိုပါပဲတင်းငယ်တဲ့ဒီဇိုင်းမတ်လုံဆောင်မှုတွေကနေဖြည်းဖြည်းချင်းကြီးထွားလာတာပါကဲနောက်ဆုံးအပိုင်းပါဒါတော့အရေးကြီးဆုံးဖြစ်နိုင်တဲ့အပိုင်းပါပဲဒါတော့ငါဟာဘယ်လိုလူလဲဆိုတဲ့ကိုတတ်မှတ်ထားတဲ့အတွင်းစိတ်တွေကဇလံကြောင်းပါပဲပြောင်းလဲမှုကိုတကယ်ခိုင်မြဲစေချင်ရင်အလေးအကျင့်ချင်းမကပဲကိုတတ်မှတ်ထားတဲ့ပုံရိပ်ကိုပါပြောင်းလဲရပါမယ်ငါကဒီလိုပဲဆိုတဲ့အတွေ့အစားငါကဒီလိုလူတစ်ယောက်ဖြစ်လာနေပြီဆိုတဲ့စိတ်ကိုမွေးရပါမယ်လောက်ရအတစ်တွေကကိုယ့်ရဲ့ဇလံအတစ်ကိုရေးသားပေးတော့မှာပါမိမိကိုယ်ကိုလေးစားမှုတိဆောက်ဖို့အတွက်ဒါတွေကလက်တွေ့ကြတဲ့အချင်းတွေပါကိုဘေးခါတဲ့ကတိသေးသေးလေးတွေကိုတည်ခြင်းအားဖြင့်ကိုယုံကြည်မှုတိုးပွားလာပြီး
အသွင်ကူးပြောင်းသွားတဲ့ဘဝတစ်ခုအတွက်အခိုင်အမာဆုံးအခြေခံဥပဒေကိုချပေးနိုင်ပါပါ ကဲဒီနေ့ပြောခဲ့တာတွေကိုအကျုံးချုပ်ကြည့်အောင်အတွင်ကူးပြောင်းမှုလမ်းညွှန်မှာအဓိကအပိုင်း၄ပိုင်းရှိပါတယ်အခြေခံအုံမဲ့ဖြစ်တဲ့တာဝန်ယူမှုမောင်းနှင်းအားဖြစ်တဲ့အလျေချင်းလမ်းပြမြေပုံဖြစ်တဲ့ဥတီချက်ပြီးတော့အနှစ်သာရဖြစ်တဲ့ကိုပြန်လဲတတ်မှတ်ခြင်းတို့ပါပဲ စစ်မှန်တဲ့ပြောင်းလဲမှုဆိုတာလူကြားခေါင်းအောင်ချွတ်ချွတ်နေစရာမလိုပါဘူးဒါဟာနေ့စဉ်နဲ့အများတိတ်တဆိတ်ဇွဲရှိရှိနဲ့ကိုယ့်အတွက်စိတ်ကိုပြိုးထောင်းနေတဲ့လုပ်ငန်းစဉ်တစ်ခုတာဖြစ်ပါတယ် ပြောင်းလဲခြင်းအတွက်စွမ်းအားကအခြားဘယ်မှာမှမရှိပဲကိုယ့်လက်ထဲမှာပဲရှိနေပါတယ်ဒီနေ့လှုပ်ဆောင်လိုက်တဲ့တင်းငယ်တဲ့ဆုံးဖြတ်ချက်တွေကပဲမနေ့ဖြန့်ရဲ့အနာဂတ်ကိုပုံဖော်သွားမှာပါအနာဂတ်ကိုတိဆောက်ဖို့အကောင်းဆုံးအခြေကတော့အခုပါပဲ